လူနှစ်ယောက်ကတနေ့တည်းမွေးဖွားခဲ့တူညီတဲ့ကျောင်းတက်တဲ့တူညီတဲ့မြို့မှာကြီးပြင်းလာတယ်အသက်20အရွယ်မှာသူတို့နှစ်ယောက်စလုံးမှာငွေမရှိဘူးဒါပေမဲ့အသက်50အရွယ်ရောက်တဲ့အချိန်မှာတယောက်ကငွေကြီးပူစရာမလိုတဲ့ဘဝမှာရနေပြီတယောက်ကတော့လက်သာရတဲ့နေ့ကိုပဲစောင့်နေရတော့ဘာကြောင့်ဒီလိုခွာချသွားတာလဲအိုင်ကျူကြောင့်လားကြံကြောင့်မဟုတ်ပါဘူးသူတို့တွေဖတ်ခဲ့တဲ့စာအုပ်တွေကြောင့်ဒီလိုပြောလို့စာအုပ်တော့ဟာကိုယ့်ကိုတန်းကျဲတစ်ထေးမဖြစ်စေနိုင်ပါဘူးဒါပေမဲ့သင်ကိုတန်းကျဲတစ်ထေးတွေလိုတွေးတက်အောင်တော့လုပ်ပေးနိုင်တယ်ပြီးတော့လူတစ်ယောက်ရဲ့အနာဂတ်ကိုပြောင်းလဲပေးတာကပတ်စံမဟုတ်ပါဘူးတွေးခေါ်ပုံပဲဖြစ်ပါတယ်ဒီနေ့ The Request ကနေပြီးတော့စိတ်ကူးရင်ဆန်တဲ့ဆူတောင်းရင်ပြည့်မယ်ဆိုတဲ့စာအုပ်မျိုးတွေမဟုတ်ပဲဆယ်စုနှစ်တစ်ခုကျော်စာအုပ်ပေါင်းရာနဲ့ချီဖတ်ခဲ့တဲ့ထိတ်တန်းဒနရှင်တွေကိုယ်တိုင်ရွေးချယ်ထားတဲ့လက်တွေ့လှုပ်ဆောင်ချက်ကနေဒနဥစ္စာကိုခံပြီးပေးမယ်ကမ္ဘာအကောင်းဆုံးစာအုပ်15အုပ်ရဲ့ရှုဝက်ချက်တွေကိုအနည်းချုပ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီဗီဒီယိုပြီးသွားတဲ့အချိန်မှာဒီဖတ်တဲ့စာအုပ် list ကနေပြီးတော့ကိုယ့်ရဲ့ဘဏ်အကောင့်ကိုစတင်ပြောင်းလဲပေးနိုင်ပါလိမ့်မယ် The Request ကနေကြိုဆိုပါတယ်Warren Buffett ကတနေ့ကိုနိုင်ပေါင်းများစွာစာဖတ်တယ်။ Bill Gates ကတနှစ်ကိုစာအုပ်90ကျော်ဖတ်တယ်။ Elon Musk က rocket တိစောက်ပုံတွေကိုစာအုပ်တွေကနေသင်ခဲ့တယ်လို့ပြောဖို့တယ်။ထိပ်တန်း CEO တွေကတနှစ်ကိုပြန်မှတ်စာအုပ်90ကျော်ဖတ်ကြတယ်။ဒါပေမဲ့တာမန်လူတစ်ယောက်ကတော့တနှစ်ကိုတအုပ်တောင်ဖတ်ကြပါဘူး။ဒါကချမ်းသာတဲ့သူနဲ့မချမ်းသာသူတွေကြားကမမြင်ရတဲ့ကွာခြားချက်တစ်ခုဖြစ်နေပါတယ်ကျွန်တော်တို့ပထမဆုံးစတင်ရမယ့်အခြေခံအုတ်မြစ်ကတော့ The Richest Man in Babylon ကချမ်းသာဆုံးလူသားဆိုတဲ့စာအုပ်ပါရေးသူကတော့ George S. Clason ဖြစ်ပါတယ်ကို့မှာငွေရေးကြီးပြဿနာတွေရှိနေလမ်းစပြောင်းမနေပါနဲ့ဒီစာအုပ်ကရိုးရှင်းတဲ့ရှိုးဝက်ချက်တစ်ခုကိုပေးထားတယ်အဲ့ဒါကတော့ကိုရှာသမျှငွေအားလုံးတွေကအနည်းဆုံးတစ်စိတ်တစ်ပိုင်း10%လောက်ကိုကိုယ့်အတွက်ပဲအမြဲချန်ထားပါဆိုတာပါပဲပြီးတော့ငွေရေးကြေးပူစရာမလိုတဲ့ဘဝဆိုတာဘာလဲဆိုတဲ့အခြေခံအကျဆုံးတွေးခေါ်တွေကိုသင်ပေးမဲ့စာအုပ်ဖြစ်ပါတယ်ကြည့်၍ကိုကလမ်းစပြောင်းနေဒီစာအုပ်ကနေပဲစတင်လိုက်ပါဒီနောက်မှာကဘာကျော် Rich Dad Poor Dad ချမ်းသာတဲ့ဖြစ်ဖြစ်နဲ့ဆင်းရဲတဲ့ဖြစ်ဖြစ်ဒီစာအုပ်ကငွေကြေးနဲ့ပတ်သက်ပြီးလူအများစုရဲ့အမြင်ကိုတစ်သက်လုံးပြောင်းလဲပစ်ခဲ့တဲ့စာအုပ်ပါအချမ်းသာဆုံးဆိုတဲ့လူတွေဟာငွေအတွက်အလုပ်မလုပ်ကြဘူးငွေကိုသူတို့အတွက်အလုပ်လုပ်ခိုင်းကြတာကိုယ့်အိတ်ထဲကငွေကိုနှိုက်ယူသွားတဲ့ကျွေးမြီ liability တွေနဲ့ကိုယ့်အိတ်ထဲကိုငွေပြန်ထည့်ပေးမဲ့ပိုင်ဆိုင်မှု asset ကြားကဟွာချချက်ကိုပေချာနားလည်ဖို့လိုပါတယ်တာမန်စီးပွားရေးစာအုပ်တွေလိုပြင်းစရာမကောင်းပဲဖက်ရလွယ်ကူပြီးအိမ်ချမ်းမြေနဲ့စီးပွားရေးလုပ်ငန်းတွေကနေပုံမှန်ဝင်ငွေ cash flow ဘယ်လိုဖန်တီးရမလဲဆိုတာကိုနားလည်စေပါလိမ့်မယ်ဒါပေမဲ့ချမ်းသာဒုက္ခကိုစောစောစီးစီးရကျင်တယ်ဆိုရင်ချိုးချံချွေတာပြီးအနှစ်40လောက်စုဆောင်းနေုံနဲ့မရပါဘူးဒီနေရာမှာ The Millionaire Fast Lane တစ်ထေးဖြစ်အမြန်လမ်းမှာလူတည်နေပေမဲ့အမြင်ကိုအကြီးအကျယ်ပြောင်းလဲစေနိုင်တဲ့စာအုပ်ပါအစပိုင်းမှာကျွန်တော်တို့ဟာ stock share တွေအိမ်ချမ်းမြေတွေတဲကရင်းနှီးမြှုပ်နှံဖို့တန်းနဲ့ချီတဲ့ငွေကြီးမရှိပါဘူးအဲ့ဒီအခါကောင်းဆုံးရွေးချယ်မှုကတော့တဟုန်တိုးပေါက်ကွဲအောင်မြင်သွားနိုင်မဲ့စီးပွားရေးလုပ်ငန်းတစ်ခုကိုစတင်ဖို့ပါပဲချိုးချံချွေတာပြီးစုဆောင်းတာထက်ပုံမမြန်ဆန်ပြီးလက်တွေ့ကြကြချမ်းသာခြင်းတွေအတွက်မဖြစ်မနေဖတ်တင်ပါတယ်လုပ်ငန်းတွေစတင်ပြီးငွေတွေဝင်လာပြီဆိုရင်အဲ့ဒီငွေတွေကိုဘယ်လိုရည်ရှိတည်တဲ့အောင်လုပ်မလဲ Tony Robbins ရဲ့ Money Master the Game နဲ့ M. Shakespeare ကစာအုပ်တစ်အုပ်ထက်အဖြစ်ရှိတင်တာပါဒီချင်းပန်တီးနိုင်စွမ်းရှိတဲ့စီးပွားရေးလုပ်ငန်းရှင်မဟုတ်ရင်တောင်မှရည်ရှိတည်တဲ့နောက်ဥစ္စာကိုစနစ်တကျဘယ်လိုတည်ဆောက်ရမလဲဆိုတဲ့လမ်းညွှန်ချက်တွေကိုတဆင့်ချင်းပြသပေးထားပါတယ်အထူးသဖြင့်စီးပွားရေးတက်တွေကမ္ဘာစီးပွားရေးကျဆင်းမှုတွေကြုံရတဲ့အခါတာမန်လူတွေကြောက်လန့်ပြီး
ငွေရှုံးကြပြီမဲ့စစ်မှန်တဲ့လူချမ်းသာတွေကတော့ဒီလိုအချိန်မျိုးမှာဓနဥစ္စာကိုအစမတန်တိုးပေါအောင်ဘယ်လိုလုပ်ကြလဲဆိုတာကိုဒီစာအုပ်ကဟောပြပေးထားပါတယ်။ Stock လောကရဲ့အရှင်သခင် Benjamin Graham ရေးသားပြီးကမ္ဘာအချမ်းသာဆုံးရင်းနှီးမြှုပ်နှံသူ Warren Buffett ကိုယ်တိုင်အမွှတင်ခဲ့တဲ့ The Intelligent Investor ကတော့ရင်းနှီးမြှုပ်နှံမှုလောကရဲ့အကောင်းဆုံးစာအုပ်လို့တင်စားထားပါတယ်။ Stock ဈေးကွက်ထဲကနေရေရှည်မှာဘေးကင်းကင်းနဲ့ရင်းနှီးမြှုပ်နှံခြင်းရင်ကုမ္ပဏီတစ်ခုရဲ့ဘဏ္ဍာရေးအခြေအနေကိုဘယ်လိုကြည့်ရမလဲဆိုတာသင်ကြားပေးမယ်။ Value Investing တန်ဖိုးအခြေပြုရင်းနှီးမြှုပ်နှံမှုရဲ့အနှစ်ချုပ်လမ်းညွှန်စာပဲဖြစ်ပါတယ်။ဒေါ်လာဘီလီယံပေါင်းများစွာကိုစီမံခန့်ခွဲပေးနေတဲ့ Ray Dalio ရဲ့ Principle အခြေခံမူများကတော့တထေးတွေကိုပိုချမ်းသာအောင်လုပ်ပေးနေတဲ့ပုဂ္ဂိုလ်တစ်ဦးရဲ့ဘဝတစ်လျှောက်သင်ခန်းစာတွေပဲဖြစ်ပါတယ်။ချမ်းသာခြင်းရင်ချမ်းသာသူတွေရဲ့အတွေးခေါ်နဲ့လှုပ်ရှားမှုတွေကိုလေ့လာဖို့ဒီစာအုပ်ကမရှိမဖြစ်လိုအပ်ပါတယ်။ဒီနေ့ခေတ်ကဘာမှာလုပ်ငန်းတစ်ခုကိုကမ္ဘာပင်နေရာကမဆိုလက်ပတ်လို့ရရဲဆိုတဲ့ remote working အယူအဆကို Tim Ferriss က The 4-Hour Work Week မှာချပြခဲ့ပါတယ်။ရုံးခန်းအကုန်ကြတွေရှော့ချပြီးလုပ်ငန်းကိုအရှိန်အဟုန်နဲ့ဘယ်လိုချက်ထွင်ရမလဲဆိုတာကိုပြသထားတဲ့ freelancer ကနေလုပ်ငန်းရှင်ဖြစ်ချင်သူတွေအတွက်အထူးသင့်လျော်ပါတယ်။ဒါပေမဲ့သတိပေးချက်တစ်ခုရှိပါတယ်။ The Emails Revisited စာအုပ်ကသင်အိမ်မက်တွေကိုလက်တွေ့ကြတဲ့အတူနဲ့ထုခွဲပစ်ပါလိမ့်မယ်။လူများစုဟာဝန်ထမ်းဘဝကထွက်ပြီးကိုယ်ပိုင်လုပ်ငန်းလုပ်ရင်တထေးဖြစ်မယ်ထင်ကြတယ်။90%သောစီးပွားရေးလုပ်ငန်းအသစ်တွေကကြာဆုံးတတ်ကြပါတယ်။ဒါပေမဲ့ဒီစာအုပ်ကပြောထားတဲ့ရွှေထွက်တန်ဖိုးရှိတဲ့စကားတစ်ခုကတော့သင်ရဲ့စီးပွားရေးလုပ်ငန်းဟာသင်အပေါ်မှာပဲယာနှုံးပြည့်မှီခိုနေရမယ်ဆိုရင်သင်ဟာစီးပွားရေးလုပ်ငန်းတစ်ခုကိုပိုင်ဆိုင်တာမဟုတ်ပဲသင်ကိုယ်တင်အလုပ်တစ်ခုပြန်ပေးထားတာပဲဖြစ်ပါတယ်တဲ့။ဒါကြောင့်မကြာရှုံးရအောင်ဘယ်လိုလုပ်မလဲ။ The Lean Startup ကသင်လုပ်ငန်းကိုလျင်မြန်ပေါ်ပါစွာနဲ့အရင်အနည်းအနည်းဆုံးသုံးပြီးအမားနည်းနည်းနဲ့ဘယ်လိုစတင်ရမလဲဆိုတာပြသပေးမှာဖြစ်ပါတယ်။ဒီနေ့ခေတ်ကမ္ဘာမှာစီးပွားရေးလုပ်ငန်းတစ်ခုအောင်မြင်ဖို့အခွင့်အလမ်းကိုဘယ်လိုမြင့်တင်မလဲဆိုတာပြသထားပါတယ်။ PayPal ရဲ့ Co-founder Peter Thiel ရဲ့ 0 to 1 ကတော့သင်ရဲ့အတွေးခေါ်တွေကိုအနာဂတ်ရဲ့ဖြစ်နိုင်ခြေတွေစီကိုတွန်းပို့ပေးမယ်စာအုပ်ပါ။ရှိပြီးသားအရာကိုလိုက်ပွားတာမဟုတ်ဘဲကဘာကြီးကိုပြောင်းလဲပြစ်မဲ့တုံညကနေတစ်ဖြစ်လာမဲ့နည်းပညာလုပ်ငန်းတစ်မျိုးကိုဘယ်လိုတွေးခေါ်ရမလဲဆိုတာလမ်းညွှန်ပေးပါတယ်။စီးပွားရေးလုပ်ငန်းတွေနည်းပညာတွေဘယ်လောက်ပြောင်းကဘာကြီးကိုမောင်းနေနေတာလူတွေပါပဲ။ဒီကာနေကြီးရဲ့ How to Win Friends and Influence People ကလူအချင်းချင်းဆက်ဆံရေးမှာဘယ်တော့မှမယိုးမသွားစေနဲ့အခြေခံ trust ယုံကြည်မှုကိုတည်ဆောက်ပေးမှဖြစ်ပြီးစီးပွားရေးသမားမဟုတ်ရင်တောင်မှမိမိရဲ့ဆက်ဆံရေးစွမ်းရည်ကိုမြင့်တင်ပြီးဘဝမှာအောင်မြင်အောင်ကူညီပေးမယ့်စာအုပ်ကောင်းဖြစ်ပါတယ်။ Robert Cialdini ရဲ့ Influence နဲ့ Chris Voss ရဲ့ Never Split the Difference ကတော့ဓနဥစ္စာခရီးလမ်းရဲ့အသက်သွေးကြောဖြစ်တဲ့အယောင်စွမ်းရည်နဲ့ညှိနှိုင်းဆွေးနွေးမှု negotiation အတတ်ပညာကိုသင်ပေးပါလိမ့်။မမေ့ပါနဲ့မယောင်းနိုင်တဲ့သူတွေဟာစားစရာရှိမှာမဟုတ်ပါဘူး။လုပ်ငန်းတစ်ခုကိုရေရှည်မောင်းနှင်ဖို့ဆိုရင် Simon Sinek ပြောသလို start with why သင်ဘာကြောင့်လုပ်ရတာလဲဆိုတဲ့အဓိကအကြောင်းရင်းပဖို့စီဖို့လိုပါတယ်။အဲ့ဒါက Apple လိုကမ္ဘာကျော်ကုမ္ပဏီရဲ့ရှေ့ဝက်ချက်ပါတယ်။ပြီးတော့ဒီဓနဥစ္စာခရီးလမ်းရဲ့နောက်ဆုံးလက်နက်ကြီးနှစ်ခုကတော့ Robert Greene ရဲ့ The 48 Laws of Power အာဏာရဲ့ဥပဒေက48ချက်နဲ့ Sun Tzu ရဲ့ The Art of War စစ်တေနကဗျူဟာတို့ပဲဖြစ်ပါတယ်။စီးပွားရေးလောကဆိုတာဝေးမထွက်တဲ့စစ်ပွဲတစ်ခုပါ။သင်ကိုအမြဲတမ်းအသာကြီးရစေမဲ့လူတွေကိုဖက်ရခက်စေမဲ့မဟာဗျူဟာတွေကိုဒီစာအုပ်တွေကနေသင်နှလုံးသွင်းရပါလိမ့်မယ်။အခုကျွန်တော်ပြောပြခဲ့တဲ့စာအုပ်15အုပ်သို့မဟုတ်18အုပ်ပေါ့နော်ဆိုတာရိုးရိုးစာအုပ်တွေမဟုတ်ပါဘူး။ကမ္ဘာချမ်းသာဆုံးအောင်မြင်ဆုံးတွေရဲ့
ဘဝတက်တက်တာအတွေ့အကြုံတွေကိုအရေးကြိုပြီးစာမျက်နှာပေါ်တင်ပေးထားတဲ့နေပုံတွေဖြစ်ပါတယ်။ဒီနေ့ကစပြီးဒီစာအုပ်တွေကိုတအုပ်ချင်းစီရှာဖွေဖတ်ရှုပြီးတင့်ဘဝကိုလက်တွေ့ပြောင်းလဲမလားဆိုတာတင့်ပေါ်မှာပဲမူတည်ပါတယ်။ The Recap ရဲ့မိတ်ဆွေတို့ရောဒီစာအုပ်တွေကဘယ်နှအုပ်ကိုဖတ်ပြီးသွားပြီ။ကိုဘဝကိုပြောင်းလဲနိုင်ဆုံးဖြစ်တဲ့စာအုပ်ကတော့ဘယ်စာအုပ်လဲဆိုတာအောက်က comment မှာကျွန်တော်တို့ကိုမျှဝေပေးခဲ့ပါဦး။အခုလိုဘဝကိုပြောင်းလဲစေမဲ့စာအုပ်အနှစ်ချုပ်တွေနဲ့စိတ်ခွန်အားဖြစ်စေမဲ့ဗီဒီယိုတွေကိုအမြဲကြည့်ရှုနိုင်ဖို့ The Recap Channel ကိုအခုပဲ subscribe လုပ်ထားဖို့မမေ့ပါနဲ့။နောက်ထပ်ဗီဒီယိုမှာပြန်ဆုံကြပါမယ်။